အားလုံးပဲမင်္ဂလာပါ Henry's English Diary နဲ့အရောက်ချင်းစီတိုင်းကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုရိုက်နေတဲ့ဗီဒီယိုကအင်္ဂလိပ်စာကိုဘယ်လိုလေ့လာရမလဲဆိုတဲ့အကြောင်းအရာတွေကိုပြောပြပေးမှာမဟုတ်ဘဲနဲ့လောလောလတ်ကစနတန်းကိုအောင်ခဲ့ကြတဲ့ညီငယ်ညီမငယ်တွေအတွက်တည်တံ့ရည်ရွယ်ပြီးရိုက်ထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ပထမဦးဆုံးစနတန်းကိုလောလောလတ်အောင်မြင်ခဲ့တဲ့ကျွန်တော်ရဲ့ညီလေးညီမလေးတွေအကုန်လုံးကိုဒီနေ့အနေကိုဝမ်းသာကြောင်းညီလေးတို့အစားအထူးဂုဏ်ယူကြောင်းပြောပြခြင်းပါတယ်စနတန်းကိုကြားခဲ့တဲ့ညီငယ်ညီမငယ်လေးကိုလည်းကျွန်တော်ဒီညနေအားပေးခြင်းပါတယ်ဒါညီလေးတို့ရဲ့ဘဝအဆုံးသတ်မဟုတ်ပါဘူးလုံးဝမဟုတ်ပါဘူးစနတန်းအောင်ပြီးသားညီလေးတွေညီမလေးတွေအခုစနတန်းအောင်ပြီးညီလေးတို့ညီမလေးတို့ဘာဆက်လုပ်ကြမလဲကြားသွားတဲ့ညီလေးညီမလေးတွေကရောညီလေးတို့ဘဝမှာဘာဆက်လုပ်ကြမလဲဒီမိကိုကနေစလိုက်အောင်သွားတဲ့သူများအဖို့ကတော့ဒေကြတာပေါ့အခုချိန်မှာဆိုရင်အမှတ်ဆောင်နေမယ်အမှတ်စင်းရလာမယ်မေဂျာတွေယူမယ် University ဘယ်ကို join မလဲခုံဆုံးဖြတ်မယ်ယူရှိပါတယ်လမ်းကြောင်းကနံပါတ်1စနတန်းအောင်ပြီးတက်ကရိုသွားဖို့အတွက်ပြင်ဆင်မယ်ဘွဲရအောင်သွားမယ်ဘွဲရပြီးရောဘွဲရပြီးအလုပ်ကောင်းကောင်းရအောင်လုပ်မယ်ပြီးရင်ကိုယ့်ဘဝကိုရက်တည်မယ်ဒီသားစုကိုထောက်ပံ့စရာရှိရင်ထောက်ပံ့မယ်ညီလေးတို့ညီမလေးတို့ဒီလို equation ချနေရလားအခုတော့ကလည်းအဲ့လိုမျိုးအစီအစဉ်တွေရေးဆွဲခဲ့ဘူးတယ်ဒီဗီဒီယိုကကိုတိကိုတက်ပုံစံမျိုးနဲ့အခုညီလေးတို့ညီမလေးတို့ sharing လုပ်ပေးမှာမဟုတ်ဘဲနဲ့ညီလေးတို့ရဲ့အထက် junior ပေါ့ညီလေးတို့ကကိုထက် junior ပေါ့ဘဝနဲ့ကြည့်မယ်ဆိုကိုကညီလေးတို့ထက်အသက်ကြီးနေရဖြစ်တဲ့အခါမှာတော့ senior ဖြစ်နေရပေါ့ဘဝနဲ့ကြည့်မယ်ဆို senior ဖြစ်နေတယ်အလူကြီးတယောက်အနေနဲ့နော်လူငယ်တွေကိုမမားတိမမားထိုက်တာကိုမမားအားရအောင်လို့ကိုအကြံပေးခြင်းနဲ့ကိုတို့ဒုံကလုပ်ခဲ့တဲ့အမားတွေကိုညီငယ်ညီမတွေငယ်တို့ကိုမဖြစ်စေချင်ဘူးရှိရဆိုလဲရှောင်စေခြင်းနဲ့ဒါကြောင့်ကိုရင်ဘတ်ထဲမှာလူငယ်တွေကိုဒီလိုတော့ပြောခဲ့ဆုံးမခဲ့တယ်ဆိုရက်စိတ်သက်သာမှုပေါ့နော်ဒီလိုမပြောခဲ့ဘူးဆိုရင်ကိုစိတ်သက်သာမှာမဟုတ်ဘူးဒီအတွက်ကြောင့်မို့ဒီဗီဒီယိုကိုအခုစူးစမ်းပြီးတော့အထားရိုက်နေတာဖြစ်ပါတယ်အောင်သွားတဲ့ညီငယ်တွေပဲဖြစ်ဖြစ်ကြာသွားတဲ့သူတွေပဲဖြစ်ဖြစ်ညီလေးတို့နံပါတ်1သိရမှာကဘဝကြီးဆိုတာတချို့လူတွေတတ်မှတ်တဲ့ဘဝကြီးဆိုတာအရန်နှဆိုင်လို့နဲ့ကြီးကျယ်လို့နဲ့ဘဝကြီးဆိုတာတိုက်ပွဲလို့မြင်တဲ့သူတွေလည်းရှိတယ်ဘဝကြီးဆိုတာကနော်ပြဿနာပေါင်းများစွာစိန်ခေါ်မှုပေါင်းများစွာကိုရှုံးမပေးဘဲနဲ့ကြိုးစားရတယ်ဆိုရဲအရာကိုယုံကြည်လက်ခံထားတဲ့သူတွေလည်းအများကြီးပဲရှိတယ်ဒီလေးတို့အသက်ကရိုတွေမတက်ခင်ညီငယ်ညီမငယ်တို့စနတန်းတွေကြလို့ပြန်မဖြည့်ခင်အခုညီလေးတို့ကိုအုံနောက်ထဲမှာရှိစေချင်တာကဘဝဆိုတာဘာလဲဆိုတော့ညီလေးတို့ကိုကွက်ကွက်ညီစေခြင်းတယ်ဘဝဆိုတာဘနာနာပြောသလိုအရှုံးမပေးနဲ့ကြိုးစားဆိုတဲ့အရာကြီးကိုညီလေးတို့တကယ်လက်ခံတာပေါ့အကိုတို့ခေတ်ကတော့ညီလေးတို့စနတန်းမရှိဘူးညီမလေးတို့စနတန်းမရှိဘူး10တန်းပေါ့အကိုတို့ခေတ်ကလူတွေနဲ့ညီငယ်ညီမငယ်တို့ generation ကထိုင်ကုန်ကွာ9နှစ်10နှစ်လောက်ကွာမှာပေါ့ကွာအဲ့ကွာဝေးတစ်ခု10စုနှစ်တကိတ်စာပေါ့နော်ကွာခြားချက်ကိုပြောပြမယ်လွန်ခဲ့တဲ့10နှစ်ကအကိုနဲ့အကိုရဲ့တငယ်ချင်းအတိုင်းဝန်တတုတ်10တန်းအောင်တယ်ညီလေးတို့ညီမငယ်လို့ပဲ12တန်းလို့ပဲအောင်တယ်ညီလေးတို့အခုတွေးနေမဲ့ equation မျိုးကိုတို့မှလည်းတွေးခဲ့တယ်10တန်းအောင်တယ်တက္ကသိုလ်တက်မယ်ဘွဲရအောင်လုပ်မယ်အလုပ်ကောင်းကောင်းလုပ်မယ်ပတ်စံရှာမယ်မိသားစုကိုထောက်ပံ့မယ်ကိုဘဝအတွက်ဟေးစစ်စစ်နေမယ်တည်ဆုံးတဲ့အထိဒါဘဝလို့အကိုတို့ကိုယ်တိုင်ကလည်းတွေးခဲ့ပူးကြတယ်ဒီအတွက်ကြောင့်မို့လို့ကိုတို့ဘဝမှာအသက်နိုင်ဆုံးအောင်မြင်ခြင်းတွေရအောင်အသက်နိုင်ဆုံးဘဝကြီးမှာအကောင်းဆုံးဖြစ်အောင်အကိုတို့တွေအတူတကွကြိုးစားခဲ့ကြဘူးတယ်အကိုစောစောပြောခဲ့တယ်လို့ပေါ့အကိုတို့ခေတ်က10တဲ့အောင်ခဲ့ပြီးသားညီတို့ခေတ်နဲ့ဆို12တန်းပေါ့နော်ညီမလေးတို့ခေတ်နဲ့ဆို12တန်းပေါ့အဲ့ဖြတ်တန်းခဲ့ပုံပြန်ပြောပြရရင်ကိုတို့တက်ကတိုကျောင်းသားတွေစူးစမ်းခဲ့ကြတယ်ကိုဘွားမှာအတီးတီးကိုရဲ့ယုံကြည်ရာဖန်တိုင်အိမ်မက်အတီးတီးအောင်မြင်ခြင်းပန်းတိုင်အတီးတီးစီကိုတို့ချစ်တက်ခဲ့ကြတယ်ပေါ့ကွာဒါပေမဲ့တကမ္ဘာလုံးဆိုင်ရာ COVID-19 ဖြစ်တယ်တက်ကတိုတွေနားရတယ်တနေ့တန်ကြီးနှစ်နေ့တန်ကြီးနားရတယ်အဲ့ဒါပြီးရဲ့နောက်မှာလဲပြီးလားဆိုမပြီးဘူးဦးမင်းအောင်လိုင်ကမွေတယ်ဦးမင်းအောင်လိုင်မွေလိုက်တဲ့အမွေချင်းကတက်ကရိုတွေထပ်နားရတယ်တက်ကရိုကြီးပဲမတက်ရတာ9နှစ်လောက်ရှိသွားမှထင်တယ်တချို့လဲတက်ကရိုဘွားကြီးကိုရန်နာလိုက်ကြတယ်အမျိုးစုံကြောက်ပေါ့နော်ခံယူချက်မျိုးစုံယုံကြည်ချက်မျိုးစုံကြောက်ရန်နာလိုက်ကြတယ် CDMs ကို
ခိုင်မာလုပ်ချတယ်တချို့ကြတော့လည်း CGM မလုပ်ဘူးအဆုံးထိမြန်မာနိုင်ငံကဘွဲရဖို့အတွက်အဆုံးထိသွားပြီးတော့ဘွဲတွေရသွားတဲ့အဖွဲ့လည်းရှိရယ်အကိုတို့ခေတ်မှာဝန်ထမ်းစရာကောင်းတာအကိုတို့မြန်မာနိုင်ငံရဲ့တကယ်ပညာတတ်လို့ပြောရမယ်ဆရာဝန်တွေအင်ဂျင်နီယာတွေအများကြီးပဲနော်ကဏ္ဍအသီးသီးကဒီပညာရှင်တွေကဏ္ဍအသီးသီးကလူငယ်အများကြီးကနိုင်ငံသားတွေကိုကိုယ်စီထွက်သွားကြတယ်မြန်မာနိုင်ငံမှာလက်ရှိကြံနေတဲ့သူတွေလည်းရှိရတော်တော်များများကတော့သူတို့ဘဝမှာ10တန်းဒီမှာဟာလာကိုကတော့ခံတာပါတယ်ကိုဘဝမှာကိုကဟောဒီမထွက်ပါဘူး 5G မထွက်ပါဘူးကိုကတော့အများကြီးခံတာပါတယ်5D ထွက်ခဲ့တဲ့သူတွေ 6D ထွက်ခဲ့တဲ့သူတွေသူတို့ဘဝကြီးကိုဘာလို့အောင်မသိတော့ဘဲနဲ့လုံးဝအသစ်ပြန်စားရတဲ့အနေအထားတစ်ခုကြီးကွာတဲ့လားမြန်မာနိုင်ငံရဲ့တိုင်းပြည်ရဲ့အနေအထားလူဘဝရမှာကွာဘဝကြီးတစ်ခုကိုနိုင်ငံတစ်ခုမကောင်းတဲ့အတွက်ကြောင့်မလို့ဘဝကြီးကဘဝလူတော်မှဘဝဆိုတာဘာလဲတော့မှမခံစားရတဲ့လူငယ်စင်းရည်တွေထဲမှာကိုတို့အဖွဲ့တွေပါခဲ့မှထင်တယ်အကိုတို့ခေတ်ကလူငယ်တွေကတော့ကိုစီတော့ဘဝတွေပေါ့သူတို့ရီမှန်းထားတဲ့အရာတွေစူးစမ်းနေတဲ့အချိန်ကာလတစ်ခုမှာပဲရီမှန်းထားတဲ့အရာတွေကိုစွန့်သွားပြီးတခြားကဏ္ဍတွေမျိုးစုံရောက်သွားတဲ့သူတွေများလိမ့်မယ်လို့ယုံကြည်တယ်ဒါပေမဲ့ကိုကတော့ဒီနေရာမှာကို့အကြောင်းပဲကိုပဲပြောပြီးတော့ကိုဟာကိုရဲ့အတွေ့အကြုံကိုစံထားပြီးတော့ညီမငယ်တို့နော်ခွန်အားယူစရာဖြစ်အောင်တော့ဒီမှာပြောလိုက်မယ်အဲ့တော့ကိုဘဝမှာဒီအသက်အရွယ်မှာကိုဘဝဆိုတာဘယ်လိုနားလည်လဲဆိုတော့ညီမငယ်တို့ကိုရှင်းပြပေးခြင်းတယ်အကိုခံယူလိုက်ပြီးဖြစ်တဲ့ဘဝဆိုတာကအကိုတို့မွေးဖွားခြင်းရှိတယ်အကိုတို့လူတွေဆိုတာတည်ဆုံခြင်းရှိတယ်ဒီလိုဘယ်ပါတာပဲကိုယ်ွယ်ဘာလူမျိုးပဲဖြစ်နေပါစေလူတိုင်းကတရက်တော့အခါမှာမွေးဖွားခဲ့တယ်တရက်တော့အချိန်မှာကိုတို့တည်ဆုံးပဲမွေးဖွားခြင်းနဲ့တည်ဆုံခြင်းကြားထဲမှာရှိတဲ့အရာကိုဘဝလို့ခေါ်တယ်ဘဝကိုအနေနဲ့အလွှာ3လွှာခွဲထားတယ်ပထမအလွှာကဆင်းရဲတယ်ဒုတိယအလွှာကတာမန်ပဲတတိယအလွှာကချမ်းသာတယ်အခုခုပြောလိုက်တဲ့ဆင်းရဲတယ်တို့တာမန်ပဲတို့ချမ်းသာတယ်လို့ပြောတဲ့အခါမှာငွေကြေးပိုင်းဆိုင်ရာကိုပဲကိုပြောတာမဟုတ်အသိပညာတွေပါမယ်အောင်မြင်ခြင်းတွေပါမယ်စိတ်ချမ်းသာခြင်းခန္ဓာကိုယ်ပိုင်းဆိုင်ရာချမ်းသာခြင်းဒါတွေလည်းပါမယ်နော်ခုနပြောလိုက်တဲ့ချမ်းသာခြင်းတာမန်ဆင်းရဲခြင်းတွေဆိုတဲ့နေရာမှာဘယ်သူမဆိုတော့အရောက်ချင်းဒီတိုင်းကကိုဘဝမှာကိုဆင်းရဲတဲ့ဆွဲဘဝနဲ့တာမန်ဖြစ်အောင်တာမန်ဆွဲဘဝနဲ့ချမ်းသာလောက်လှုပ်ဆောင်ကြမှာပဲဟုတ်တယ်နော်လှုပ်ဆောင်ကြမှာပဲအဲ့လိုလှုပ်ဆောင်တဲ့နေရာမှာညီမငယ်တို့ကိုလှုပ်ဝက်ချက်ဖြိုပြခြင်းတယ်အဲ့ဒါလိုလှုပ်ဆောင်ကြတဲ့အခါမှာအကိုတို့မှာနှစ်ခုရှိတယ်ဆင်းရဲတဲ့ဆွဲဘဝနဲ့တာမန်ဆွဲဘဝနဲ့ချမ်းသာလောက်ကိုတို့ကောင်းကင်ကလာတဲ့ wisdom ဉာဏ်ပညာအဖြစ်ညီမငယ်တို့ဘဝကဆင်းရဲတဲ့ဆွဲဘဝနဲ့တာမန်ရောက်နိုင်တယ်တာမန်ဆိုတဲ့ဘဝကနေချမ်းသာအောင်ရောက်နိုင်တယ်ညီမတို့ငယ်တို့ယုံကြည်ထားရမှာကောင်းကင်က wisdom တွေညီမငယ်တို့အကုန်လုံးပေးထားတယ်ဥပမာအနေနဲ့ဆိုရင်ဟဲ့လားစနတက်အောင်ပြီးသားဆိုရင်အလေးစားတင်တန်းတွေတက်မယ်ကွန်ပျူတာတင်တန်းတက်ကိုဘဝဘယ်လိုရှောက်လိုက်ရမလဲဆိုရင် step by step တွေပေါ့ကွာသွားရမယ်နီးလန်းတွေကိုကောင်းကင်က wisdom တွေပေးထားတယ်တယောက်ချင်းဒီတိုင်းပေါ်ပေးထားတယ်ဒါပေမဲ့တခုဝမ်းနေစရာကအကိုတို့အဲ့လိုပေးထားတယ်လို့ငရဲကလည်းငရဲကလာတဲ့အတိပညာတွေပေါ့နော်လောက်ရက်တွေကလည်းကိုတို့တယောက်ချင်းဒီရဲ့ဘဝမှာဆင်းရဲတဲ့ဆွဲဘဝနဲ့တာမန်ဆွဲဘဝနဲ့ချမ်းသာအောင်လှုပ်ပြီးနိုင်တယ်တော်တော်များများကငရဲလို့ပြောရင်လက်မခံချင်ကြအောင်ဒါပေမဲ့အဲ့ဒါအမှန်တရားဖြစ်တယ်ငရဲကလာတဲ့အရာတွေကလည်းကိုတို့လူတယောက်ချင်းဒီကိုဆင်းရဲတဲ့ဆွဲဘဝနဲ့တာမန်ဆွဲဘဝကနေချမ်းသာအောင်လှုပ်ပြီးနိုင်တယ်ညီလေးတို့ညီမလေးတို့ခင်မှာမစိမ့်တော့ဘူးဖြစ်တဲ့ကြားဖြန့်ကိုကြည့်ကြည့်ပါကြားဖြန့်လှုပ်တယ်ဆိုတာမကောင်းဘူးဆိုလို့တိုင်းသိလားဒီတိုင်းသိတယ်လှုပ်နေတဲ့လူတွေကိုယ်တိုင်လည်းသိတယ်ငရဲကလာတဲ့ idea တွေနဲ့လှုပ်ဆောင်နေတာဖြစ်တယ်ဆင်းရဲတဲ့ဆွဲဘဝနေတာမန်ဆိုတဲ့ဘဝနေသူတို့ချမ်းသာသွားကြလားချမ်းသာသွားကြတရားဥပဒေအထက်မှာဘယ်သူမှမရှိဘူးလို့ပြောတာမှန်ပေမဲ့ဒါပေမဲ့တရားဥပဒေကိုပဲလက်သလုံးချလှုပ်ပြီးတော့သူတို့ဘဝတွေကချမ်းသာအောင်မြင်သွားကြတယ်အဲ့တော့ညီမငယ်တို့ဒီနေရာမှာသိရမှာညီတို့ရှောက်လမ်းမဲ့ဘဝခီးတာကြီးမှာကောင်းကင်ကလာတဲ့အတွေးခေါ်တွေကိုလက်ခံပါလားငရဲကလာတဲ့အတွေးခေါ်တွေကိုညီတို့လက်ခံပြီးတော့ဖြတ်တန်းပါလားညီတို့ဘယ်တစ်ခုပေါ်မှာလက်ခံသွားမလဲဆိုတာတယောက်ချင်းတည်းရဲ့ယုံကြည်မှုပဲဆိုင်တယ်ယုံကြည်ခြင်းနဲ့ဆိုင်တယ်အခုဒီနေရာမှာပြောပြချင်တာကငရဲကိုအစေခံမဲ့တော့ညီတို့ရဲ့အတ္တတာမှာညီမငယ်တို့ရဲ့အတ္တတာမှာလက်တလောတော့ငရဲကိုအစေခံတော့ကိုလုံးနေရတဲ့အရာလေးက
တိတိလေးဒါပေမဲ့ပတ်စံကိုမြောက်များစွာရတယ်များစွာအပြည့်မိုင်းကြည့်တော့ချမ်းသာတယ်ကွာအပြည့်မိုင်းကြည့်တော့အလုံးဝကြွယ်ဝချမ်းသာခြင်းပဲဒါပေမဲ့အထဲမှာတော့လူပေါင်းများစွာရဲ့မျက်ရည်ဒီနဲ့ရခဲ့တဲ့ပတ်စံမျိုးဆိုရင်တော့ကိုရှောင်စေခြင်းနဲ့ကိုဆိုလိုတာငရဲကိုအစီမခံစေခြင်းငရဲဒီညီတို့ညီမငယ်တို့ညီငယ်တို့တေဆုံးသွားတဲ့အခါမှာထာဝရငရဲကြာမှာဖြစ်တယ်ငရဲကိုဘယ်သူမှသွားခြင်းလားဘယ်သူမှတော့မသွားခြင်းဘူးဒါပေမဲ့အကိုမြင်ခဲ့တဲ့အတ္တတာမှာငရဲကိုအစေခံပြီးငရဲကလာတဲ့ idea တွေကိုလက်ခံပြီးတော့စီးပွားရှာသွားတဲ့လူတွေအများကြီးပဲရှိတယ်ညီငယ်ညီမငယ်တို့ကိုအထဲမှာအကိုလုံးဝမပါစေချင်ပါဘူးအကိုမြင်ခဲ့တဲ့အကိုလေးလာတွေ့ကြုံခဲ့တဲ့အရာဘဝ experience ကို share ပြရင်တချို့လူတွေဘဝမှာအပြည့်မိုင်းဆိုင်ရာကြည့်ရင်ငွေကြေးမိုင်းဆိုင်ရာအရန်ကိုမှဆင်းရဲဒါပေမဲ့သူတို့ရဲ့အတွင်းထဲမှာအတွင်းစိတ်ကအရန်ချမ်းသာနေအောင်ကိုလေးလာတွေ့ရှိရတယ်တချို့လူတွေရဲ့ဘဝမှာလည်းသူတို့ရဲ့ဘဝမှာတက်ခဲ့တဲ့ပညာတွေလုပ်ခဲ့တဲ့အလုပ်ကိုင်တွေကြောင့်ကြွယ်ဝချမ်းသာခြင်းကိုပိုင်ဆိုင်လားပိုင်ဆိုင်တယ်ဒါပေမဲ့သူတို့ရဲ့အတွင်းထဲမှာစိတ်ချမ်းသာခြင်းမရှိဘူးဘဝကြီးလို့ပြောရင်လူတစ်ယောက်နဲ့တစ်ယောက်နဲ့ရှင်ပြိုင်ဖို့မဟုတ်ဘူးဘဝကြီးလို့ပြောရင်အကိုတို့ဘဝကြီးဖြစ်ပေါ်လာတယ်ဆိုတာကညီငယ်ညီမငယ်တို့စားဝတ်နေရေးလူတိုင်းမှာစားဝတ်နေရေးရှိတယ်ဒီလိုအရေးတွေကိုပဲလိုက်လုပ်ဖို့တေးရထိလိုက်လုပ်ပြီးတော့အကိုတို့ဘဝကြီးဆက်သိမ်းသွားဖို့ဟုတ်မလားဆိုရဲမိကုန်းကညီတို့ကိုယ်တိုင်ပဲညီမလေးတို့ကိုယ်တိုင်ပဲစဉ်းစားကြည့်ပါကိုတို့ဘဝကြီးကစားဖို့နေဖို့ဝတ်ဖို့အတွက်ပဲပတ်စံနေရှာပြီးသိသွားမယ်ဒီလိုကြီးလားအဲ့လိုနဲ့ဘဝကြီးကိုညီငယ်ညီမငယ်တို့အသေးခံပါလားဒါဖြင့်ဘဝကြီးဆိုတာဘာလဲဆိုရင်အကိုခံယူထားတာတော့ဘဝကြီးဆိုတာအကိုမွေးဖွားခြင်းနဲ့တည်ဆုံခြင်းကြားထဲမှာမတည်မချင်းမော်ကွာလူတစ်ယောက်နဲ့တစ်ယောက်မြစ်တာတွေဖြတ်သူတစ်ယောက်နဲ့တစ်ယောက်ချစ်ချင်းတရားတွေနဲ့ဖုံးလွှမ်းပြီးတော့တယောက်နဲ့တစ်ယောက်ကူညီမဆဖိမပေးတော့အကိုဘဝရလို့သတ်မှတ်တယ်တည်ဆုံတဲ့အထိနော်ကိုမိသားစုတစုတည်းကောင်းဖို့အတွက်မဟုတ်ဘူးနော်သူများတက်ကပြုစုပြီးကိုကဘဝနဲ့ပတ်သက်ပြီးတော့စီနီယာဆိုဂျူနီယာတွေကိုပြုစုပြီးဂျူနီယာတွေကလည်းအဲ့အောက်ကလူတွေအတွက်ကသူကစီနီယာပြန်ဖြစ်သွားမှာလीအဲ့လိုမျိုးအစင်စင်ကူညီပေးနဲ့တနေ့တော့ချိန်မှာလူတိုင်းကသိမှာဒါဘဝပဲအရန်ရုပ်ရှင်တဲ့ဘဝဆိုတာလေညီလေးတို့ထင်ထားသလိုဘဝကြီးအရန်ရှုပ်ထွေးမနေဘူးဘဝကြီးဆိုတာရုပ်ရှင်တဲ့ဒါပေမဲ့အဲ့ရုပ်ရှင်လာတဲ့ဘဝကြီးကိုဖြည့်ဆည်းမဲ့ကောင်ကငရဲဖြစ်တယ်နော်ငရဲကညီလေးတို့ရဲ့အခုစတတန်းပြီးသွားအိမ်မက်ယူပိုင်ဝင်ရှိတယ်ဘာသွားမယ်ဘာလုပ်မယ်ဆိုရဲအိမ်မက်အသီးသီးရှိတယ်တချို့လည်းမရှိသေးဘူးအဲ့မရှိချင်းကလည်းငရဲကညီလေးတို့ရဲ့အမြင်တွေညီလေးတို့ရဲ့ကြားနိုင်ခြင်းတွေအကုန်လုံးကွဲထားတာဖြစ်တယ်တချို့ကစနတန်းအောင်ပြီးရဘာလို့လုပ်ရမှာမသိဘူးအမြင်တွေမရှိတော့ vision တွေကိုဖျောက်နေတယ်အကြားတွေလည်းမရှိဘူးအဲ့ဒါငရဲကလုပ်နေတာနော်ဒါဆိုရင် vision တွေရှိရလူတွေအဖွဲ့ကလည်းဘဝမှာအကုန်လုံးစူးစမ်းခဲ့သလိုစူးစမ်းမှာလားစူးစမ်းကြမှာပဲဒါပေမဲ့စူးစမ်းတဲ့လန်ကီမှာညီလေးတို့ငရဲကဘာတိုက်ခံမလို့ဆိုနံပါတ်1ညီလေးတို့ခန္ဓာကိုယ်ပျက်စီးအောင်တိုက်ခိုက်ခန္ဓာကိုယ်ပျက်စီးအောင်ဆိုတာဒီခေတ်ကြီးမှာဆိုခန္ဓာကိုယ်ပျက်စီးအောင်ဘာဖြစ်လဲလူငယ်တော်များများမူရစီဝါတုံးအစားသုံးနဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်ကမကျန်းမာဘူးကန်ဆာယောဂါတွေဖြစ်တယ်ဒီလိုငရဲကလာတဲ့ဟာတွေကညီလေးတို့ကိုအဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာပျက်စီးအောင်တိုက်ခိုက်မှာဘာရှိမလဲလူငယ်တွေဘဝမှာအဆိုးဆုံးမတရားသောမိထုံပေါ့ကွာမကောင်းတဲ့သူတွေနဲ့နေမိသွားတာမျိုးတို့ဒါတော့ညီလေးတို့အသက်ရွယ်ရလာပြီဆိုကိုဒီစကားဒီမှာထည့်ပြောလိုက်မယ်နော်ဒါလူတိုင်းကြုံတွေ့ရမယ့်အရာဖြစ်တဲ့အခါမှာမကောင်းတဲ့သူတွေနဲ့အိမ်မီနဲ့နောက်ဆုံးယောဂါတွေကူးဆက်ပြီးတော့တည်သွားမှငရဲအရန်လို့ရှိရခန္ဓာကိုယ်အထူးတိုက်ခိုက်တယ်အကိုကျမကိုခန္ဓာကိုယ်တော့မတိုက်ခိုက်ဘူးဆိုရင်လေငရဲကဘာတိုက်ထပ်ပြီးတော့တိုက်ခိုက်တယ်ဆိုညီလေးတို့ရဲ့စိတ်တွေညီမလေးတို့ရဲ့စိတ်ကိုတိုက်ခိုက်တယ်ဘွာကြီးမှဘလို့မှရှင်တန်ခြေစိတ်မရှိအောင်နော်ကိုဘွာကြီးကိုလုံးဝ give up လုပ်ချင်လာလောက်အောင်ငရဲကစိတ်ပိုင်းဆိုင်ရာတွေကိုလည်းညီလေးတို့ကိုတိုက်ခိုက်တာဖြစ်တယ်အဲ့လိုဘွာကြီးကပေးရဲ့တိုက်ခိုက်ခြင်းကိုညီလေးတို့ကောင်းကင်ကလာတဲ့ wisdom နေနဲ့ခံနိုင်မှသာညီလေးတို့ဘွာတည်တဲ့အခါမှာအတိဖြောင်းမှာသို့မဟုတ်လို့ရှိရင်လူငယ်ဘွာတွေမှာ12တန်းတုန်းကတော့အော်ဒီတွေနဲ့ထွက်တယ်လမ်းခုလက်မှာဝေးစီဝိုင်းဂျေဂျုံဖြစ်နေတယ်လောင်းကစားရဲ့ဂျေဂျုံဖြစ်နေတယ်မတရားသောမိထုံအောက်မှာလဲကြခြင်းတက်တာတယ်အများကြီးပဲဒါကြောင့်ဘဝဆိုတာရိုးရှင်းလားရိုးရှင်းလေးပဲ
လူတယောက်နဲ့တယောက်ကူညီပြီးကိုတို့တည်ကြမယ်ဒါပေမဲ့အဲ့ကူညီမယ်ဆိုတဲ့လမ်းခီးမှာနံပါတ်1ကိုတိုင်းလွတ်မြောက်နေဖို့လိုတယ်ခန္ဓာမိမိတို့ရဲ့ခန္ဓာကိုလွတ်မြောက်နေဖို့လိုတယ်မိမိတို့ရဲ့စိတ်လွတ်မြောက်နေဖို့လိုတယ်မိမိတို့ရဲ့ဝိညာဉ်လွတ်မြောက်နေဖို့လိုတယ်ညီလေးတို့အဲ့3ခုမလွတ်မြောက်ရင်ညီလေးတို့ဘဝမှာဘလောက်ပဲကြိုးစားအဲ့အောင်မြင်မှုကတကယ်စစ်မှန်တဲ့အောင်မြင်မှုမဟုတ်ဒီအတွက်ကြောင့်ဒီ equation တွေကကိုပြောလိုက်တဲ့အရာလေးကအရင်ယူရှိမှာညီလေးတို့ကြားလိုက်ရင်ညီမလေးတို့ကြားလိုက်ရင်နားလေရလွယ်တယ်နော်ဒါပေမဲ့ဘဝကြီးမှာအဲ့ယူရှင်းလာတဲ့အရာလေးကိုအခုချိန်ထိလူသားပေါင်းမြောက်များစွာကဖြတ်တန်းနေရဆဲဖြစ်တယ်ညီလေးတို့ဘဝမှာညီမလေးတို့ဘဝမှာလွတ်မြောက်ပါစေကရိုးထက်ဉာဏ်ပညာအရာမှာအထုထိပ်ဖို့ရှိပါစေလို့ကိုဆုတောင်းပေးခြင်းနဲ့ဒီဗီဒီယိုလေးကိုဒီညမှာပဲရှင်းထားပြရစီအခုတော့နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ်